Hello အားလုံးပဲမင်္ဂလာပါဒီကိန်းမတွေ့ရအရန်ကြောက်ပါပြီเนาะဒီနေ့ကတော့ရိုးရိုးခောက်ဆွဲပြုတ်ကိုပဲပို့ပြီးတော့အရသာရှိအောင်ပြုတ်စားပြမှာဖြစ်ပါတယ်ဒါကတော့ပါဝင်တဲ့ပစ္စည်းလေးတွေပါနည်းနည်းမင်းလေးကတော့နည်းနည်းလေးဘွားပြတ်နေပါတယ်ဒါပေမဲ့ဒါလေးပဲရှိလို့ပါဥကတော့ဘဲဥထက်ကျုပ်ဆိုပိုကောင်းပါတယ်ဒီနေ့ဘဲဥပဲရှိလို့ပါပထမဆုံးပစွန်ပြုတ်ရည်လေးယူချင်တာဖြစ်တဲ့အတွက်ပစွန်လေးကိုခွန်ခွာပြီးတော့ပြုတ်ပါမယ်မပစွန်ပြုတ်ရည်ယူထားတော့စီတက်ဖို့အတွက်လိုအပ်လေးပြင်ဆင်ပါမယ်ပြန်နဲ့ပြုတ်ရည်ရပြီဆိုတော့ ਨੇ အဲ့ဒီအိုးတဲ့ကိုပဲချက်ချင်းစီပြန်ထည့်ပြီးတော့စီတက်ပါမယ်ပြီးလို့ရှိရင်သူမပါတဲ့ရတာမုံထုတ်လေးထည့်ပါမယ်အဲ့ဒီကလေးအရန်အဆက်စားခြင်းနေရမို့လို့ညိုတိချက်မှုလေးပါထည့်လိုက်ပါတယ်ပြီးရနဲ့မှုေးလာပြီဆိုတော့ ਨੇ ပစွန်ပြုတ်ရည်လေးကိုထည့်ပြီးတော့စူပွက်နေအောင်တည်ပါမယ်ခုနကစီတက်ထားတဲ့ဟာလေးတွေကိုပြန်ဆယ်လိုက်ပါမယ်စားလို့ရှိရင်ပါးစပ်ထဲမှာမရှုပ်နေအောင်ပါပြင်ခောက်ဆွဲပြုတ်မယ်ဘဲဥလေးကိုလည်းအချက်စားချင်တာဖြစ်တဲ့အတွက်အဲ့လိုစောစောလေးထည့်လိုက်ပါတယ်ဒါကတော့အရွက်ရှာတွေ့လို့ဒါမုံညင်းရွက်ထင်တယ်မုံညင်းရွက်လေးထည့်ပါတယ်ပြီးရင်တော့ plating လေးလှအောင်ကြိုးစားပြီးပြင်ပါတယ်သူခင်ဗျာပစွန်လေးကိုလည်း3កောင်းထည့်ပါတယ်အဲ့ဒီကလေးတကယ်ကိုခောက်ဆွဲထုတ်ပေါ်မှာပါတဲ့အတိုင်းရန်စားခြင်းနေလို့ကြိုးစားပြီးတော့လုပ်ရတာပေါ့နော်နည်းနည်းမင်းထည့်ပါတယ်အဲ့ဒီအရန်ဆက်စားခြင်းနေရအဲ့ဒီကတော်တော်လေးအေးတယ်အဲ့အကြောင်းမျိုးသေးကိုထပ်ပြီးတော့ထည့်ပါတယ်ရပါပြီဒါကိုကြည့်ပြီးတော့ပြန်စားကြအောင်လိုက်ခောက်ဆွဲပြုတ်ကြတော့လေးစားပြရတာအရန်စိတ်တိုင်းကြရပေါ့နော်ဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ဒါပါ